ICJ ကဂမ်ဘီယာကိုအနိုင်ပေးလိုက်ရင်မင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့အခြေအနေတရက်ကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်နားထောင်သွားကြပါမြန်မာနိုင်ငံမှာလူမျိုးတုံးတပ်ဖြတ်မှုဖြစ်ခဲ့တယ်ဆိုတာတကမ္ဘာလုံးကလက်ခံလိုက်ပြီရှုတ်ချကြမယ်ပြီးရင်အဲ့ဒီကျူးလွန်ခဲ့တဲ့ရာဇဝတ်ကောင်တွေကို ICC တရားရုံးမှာတရားစွဲမှုတွေဖြစ်လာမယ်အဲ့တော့ဂမ်ဘီယာကနိုင်သွားရင်တော့မာလာတို့ဘက်ကမင်းအောင်လှိုင်တို့ဘက်ကဒီစစ်အာဏာရှင်ဘက်ကအကုန်လုံးတစ်ခုမှသူတို့တက်ပို့ပြီးစိုးကြိုးတွေပဲဖြစ်စေမှာပေါ့တကယ်လို့ ICJ ကမာလာတို့ကိုအနိုင်ပေးလိုက်တယ်မင်းအောင်လှိုင်တို့အနိုင်ပေးလိုက်ရင်တော့ဒီလူဆိုးတွေလက်ထဲကိုဒီအာဏာရှင်တွေလက်ထဲကိုအနှုတ်ပြပုံပေးလိုက်တယ်လို့ဖြစ်သွားမှာပေါ့ပြည်သူတွေအတွက်ပို့ပြီးတော့ကြမ်းကြမ်းလှုပ်ချင်တာလှုပ်တော့မယ်အနေထားပြည်သူတွေပို့ပြီးဒုက္ခရောက်မှာပေါ့အဲ့တော့ရိုးရိုးလေးစဉ်းစားရရင် ICJ ကဂမ်ဘီယာကိုအနိုင်ပေးခြင်းသာလျှင်ကျွန်တော်တို့ပြည်သူတွေတတ်တာမယ်။ဘာကြောင့်လဲသူဒီလူမျိုးတို့တပ်ဖြတ်မှုမဟုတ်ဘူးသူတို့အနိုင်ရသွားတယ်ဆိုရင်သူတို့ဒီပို့ပြီးလက်ရဲစရဲဖြစ်ပြီးအခုလေလက်ရှိဒီရခိုင်ရေးကင်းဖြစ်ပြီးတော့အာဏာသိမ်းမှုနောက်ဖြစ်စဉ်မှာမြန်မာတိုင်းနိုင်ငံလုံးမှာရခိုင်မှာကဲ့သို့လူမျိုးတုံးပုံစံနဲ့ရဲရဲဆက်ဆက်ဖိနှိပ်နေတာဖြစ်တဲ့အတွက်အဲ့ဒါကိုပဲ ICJ ကသူတို့ကိုအနိုင်ပေးလိုက်ရင်တော့ကမ္ဘာတရားစီရင်စနစ်တစ်ခုလုံးကိုစိန်ခေါ်တာဖြစ်ပြီးမယုံကြည်မှုတွေ trust ယုံကြည်မှုကျဆင်းမှုတွေဖြစ်ပြီးတေချာတစ်ခုကတော့မြန်မာပြည်သူတွေအကြီးအကျယ်ခံစားရလိမ့်မယ်။မင်းအောင်လှိုင်တို့အုပ်စုပို့ပြီးလက်ရဲဇက်ရဲနဲ့ပြည်သူတွေကိုရက်ရက်ဆက်ဆက်ဖိနေလိမ့်မယ်။ဒါနဲ့ပါတဲ့ဆိုးတဲ့ရက်ဆက်မှုတွေပိုဖြစ်လာလိမ့်မယ်။ဒါအရှိတရားပဲ။ဘုန်းကားတို့ကိစ္စနဲ့ဘူဇော်ထက်တို့ကိစ္စကတော့ဒါចောင်းတော်ကရန်စားတွေဖြစ်တာဖြစ်တယ်ကျွန်တော်အနေနဲ့ဘာမှဝင်မပြောချင်ဘူးဒါ NUG အစိုးရကဒါတပ်ဆိုင်ရာတောင်းရှိတဲ့လူကလုပ်ကိုလုပ်တဲ့နော်သူတို့နှစ်ယောက်ကចောင်းတော်ကရန်စားဟိုတယောက်နဲ့တယောက်လှုပ်ရှားနေတယ်လို့တော့ယူဆရတယ်ဘုန်းကားနဲ့ဘူဇော်ထက်တို့ကတယောက်နဲ့တယောက်အပြန်အလှန်လှုပ်ရှားနေတယ်လို့တော့ယူဆရတယ်မြန်မာနိုင်ငံမှာလည်းဒီမင်းအွန်လိုင်းတို့ကိုထောက်ခံနေတဲ့လူတွေရှိနေတာပဲလေနော်တော့အမေရိကန်မှာလည်းမဂါတွေကသူတို့မထိသေးလို့သူတို့အိမ်ကိုတကားလာမခောက်သေးလို့ပေါ့တချို့လေအခုမှဒီမြန်မာနိုင်ငံပြောင်းရွှေ့လာတယ်တခြားနိုင်ငံပြောင်းရွှေ့လာပြီးပြုနိုင်ငံသားဖြစ်တဲ့လူတွေကထောက်ခံနေကြတာကိုလည်းသိပါတယ်သူတို့သားသမီးတွေသူတို့မြေးမြစ်တွေအဖမ်းမခံရသေးလို့ပေါ့အငြင်းမခံရသေးဘူးနှိမ့်ဆက်မခံရသေးလို့မြန်မာနိုင်ငံအတိုင်းပါပဲဒီရေခဲအဖွဲ့ကကိုယ့်ရဲ့ရုပ်ကိုကြည့်ပြီးကိုယ့်ရဲ့စကားပြောတဲ့ကိုကြည့်ပြီးဖမ်းနေတာအဲ့ဒီချိန်မှာငါကိုယ်တိုင်အမေရိကန်နိုင်ငံသားဖြစ်တယ်ဆိုပြီးတော့ပြောလို့ရမှာမဟုတ်မင်းအောင်နိုင်တို့လို့ပေါ့မင်းအောင်နိုင်တို့ကိစ္စဟာကိုယ့်အိမ်တကားခောက်လာမှသိမယ်လို့ပြောခဲ့တဲ့အတိုင်းတနိုင်ငံလုံးရဲ့အိမ်တွေကိုတကားခောက်တဲ့အခါကျရင်နောက်ဆုံးအကုန်လုံးထွက်ပြေးနေရပြီကလေးတွေစစ်မှုတိုင်ခိုင်းနေတာအဲ့တော့မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံကိုရောက်ရှိလာပြီးတော့ဒီမိုကရေစီနိုင်ငံရဲ့အဓိကအချက်လက်တွေနဲ့ဒီနိုင်ငံရေးကစားနေမှုများကိုဒါအာဏာရှင်ဆန်လုပ်နေတာအဓိကကတော့အာဏာရှင်ဆန်ဆိုတာတဲ့ကိုတိုင်းမလုံးမကြုံဘူးကိုတိုင်းလည်းအခုမောင်ရီခဲအဖွဲ့က target ထားတာတွေပြုနိုင်ငံသားတွေလူဖြူမဟုတ်တဲ့သူတွေအမေရိကန် essence လို့ခေါ်တဲ့အမေရိကန်စကားကောင်းကောင်းမပြောတတ်တဲ့လူတွေကိုလိုက်ဖမ်းနေတာအဲ့ဒီထဲမှာမှအဲ့ဒီမဂါလို့ခေါ်တဲ့မြန်မာနယ်ဘွယ်ဘွားတွေတခြားနယ်ဘွားတွေလည်းအဲ့ဒီသူတို့ target ထားတဲ့ထဲမှာပါတယ်ဖမ်းမှာအဲ့တော့ကိုယ့်အိမ်တကားလာခောက်တဲ့ခါကျမှသိကြမှာပေါ့ဒီလိုပဲပြောပြရစီပြောချင်တာကဟို check and balance မရှိတဲ့ပြဿနာပဲအခုကဟိုစီကန်တကြထိန်းသိမ်းမလုပ်တော့ဘူးပေါ့ဗျာအမှန်ကဖမ်းကျင်နေဆိုရင်လည်းတရားရုံးအမိန့်တွေနဲ့လုပ်ပါအခုကဖြစ်နေတာကတရားရုံးဝရမ်းလည်းမပါဘူးပြည်နယ်ကရက်ကွက်ကမြို့နယ်ရဲတွေလည်းမပါပဲသူတို့ကအထူးအဖွဲ့လို့ဖြစ်နေပြောချင်တာကထောက်လန်းရေးနဲ့ဟိုအထူးပြူစောတီးလို့အဖွဲ့လို့ဖြစ်နေတဲ့ခါကြတော့အဲ့ဒီအဖွဲ့တွေကို
ဒေသခံအာဏာပိုင်တွေကလည်းဘာမှမတားနိုင်တဲ့ခါကျတော့ထင်တယ်လို့ဖြစ်နေတဲ့သဘောပါပဲ ICG အဆုံးဖြတ်ကအတိုင်းတော်လန်ရေးအတွက်အထောက်အကူဖြစ်ပါတယ် ICG ကဂမ်ဘီယာကိုအနိုင်ပေးလိုက်ရင်တော်လန်ရေးအတွက်အလွန်အမတန်အားကောင်းတဲ့ထောက်ခံမှုတွေပိုဖြစ်မယ်အင်အားဖြစ်စေမယ် ICG ကမင်းအောင်လှိုင်တို့ဘက်ကိုအနိုင်ပေးလိုက်ရင်တော်လန်ရေးကိုအလွန်အမတန်ကြီးမားစွာနဲ့ဖိနှိပ်လိမ့်မယ်သူတို့ဒီလက်ရဲစက်ရဲပြီးတော့ပို့ပြီးတော့ ICG ကမင်းအောင်လှိုင်တို့ကိုတနက်နယူးယားလက်နဲ့တက်ဆင်ပေးလိုက်တာနဲ့အတူတူပဲဖြစ်မယ်ဒါကြောင့် ICG ရဲ့အဆုံးဖြတ်သည်ຫນွေဦးတော်လှန်ရေးအတွက်နဲ့မြန်မာနိုင်ငံတနိုင်ငံလုံးအတွက်အလွန်အမတန်အရေးကြီးပါတယ်ရိုဟင်ဂျာတွေအတွက်ပဲအရေးကြီးတာမဟုတ်ဘူးတနိုင်ငံလုံးအတွက်အရေးကြီးတယ်မင်းအောင်လှိုင်တို့ဟာမြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကိုလူမျိုးတုံးတက်ဖြတ်နေတာမဟုတ်ဘူးမြန်မာနိုင်ငံမှာတိုင်းရင်းသားတွေကိုလည်းကချင်ကရင်ရှမ်းမွန်မြန်မာပြည်တွင်းကဗမာတွေကိုရောရဲရဲဆက်ဆက်ရိုဟင်ဂျာတွေကိုလှုပ်တယ်လို့ပဲရဲရဲဆက်ဆက်မီးရှို့နေတာတွေတက်ဖြတ်နေတာတွေဘုံကျဲနေတာတွေရဲရဲဆက်ဆက်လှုပ်နေတာဖြစ်တဲ့အတွက်ဒီ ICJ ကိစ္စဟာမင်းအောင်လှိုင်တို့ဒါမင်းအောင်လှိုင်တို့ဘက်ကတရားရုံးကအနိုင်ပေးလိုက်ရင်မတွေးဝန်းစရာမတွေးရဲစရာကိစ္စတွေမြန်မာဒေါ်လာရေးမှာဖြစ်ပေါ်လာပါလိမ့်မယ်ပြည်သူတွေအားလုံးနစ်နာပါလိမ့်မယ်အဲ့တော့ ICC ကိစ္စမှာဂမ်ဘီယာကိုအနိုင်ရမှသာလေကျွန်တော်တို့ပြည်သူတွေဘက်ကတတ်တာရမယ်ဆိုတာကိုတင်ပြပေးခြင်းနဲ့ဒါရိုဟင်ဂျာကိစ္စတစ်ခုတည်းမဟုတ်တော့ဘူးခင်ဗျာအခုကလူရင်းရနေမြေနဲ့ဘာမှမဆိုင်ပါဘူးလူရင်းရဘာနေမြေမှလည်းရစရာအကြောင်းမရှိပါဘူးကျွန်တော်ပြောချင်တာကဒါနေမြေအငင်းပွားနေတာမဟုတ်ဘူးဒါဘာမှမပတ်သက်ဘူးနော်ဘာမှလည်းမဆိုင်တဲ့မိကုန်းနေပါဒီကိစ္စအဲ့တော့နေမြေနဲ့လည်းမဆိုင်ဘူးသူလူရင်းရနာမည်သတ်မှတ်တာနဲ့လည်းမဆိုင်ဘူးအဓိကအာနာရှင်မင်းအောင်လှိုင်တို့ကမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကိုမတရားရဲဆက်ဆက်တပ်ဖြတ်နေတာကိုကျွန်တော်တို့ကအဲ့ဒီရှူတာကနေပဲသွားမှာအဲ့တော့ဂမ်ဘီယာနိုင်ရင်မြန်မာနိုင်ငံမှာအာဏာရှင်တွေရက်ဆက်နေတာကိုကဘာကြီးကအနိုင်ပေးလိုက်တာပဲအတိမတ်ပြုပေးလိုက်တာပဲဂမ်ဘီယာမှာရှုံးသွားရင်မင်းအောင်လှိုင်တို့နိုင်သွားရင်အာဏာရှင်တွေရက်ဆက်ဆက်တပ်ဖြတ်နေတာကိုဆက်လုပ်ဖို့အတွက်တရားရုံးကမီးစိမ်းပြလိုက်တာပဲနိုင်ပါမလားဒါကတော့တရားသူကြီးတွေဆုံးဖြတ်မှာပေါ့အခုလက်ရှိတရားရုံးမှာရင်ဆိုင်နေရတဲ့ရိုဟင်ဂျာအမှုကိုတဲ့ ICJ ဘက်ကဘက်မလိုက်ပဲအမှုပြစ်စင်ရဲ့အရှိကိုအမှန်မှန်ကန်ဆုံးဖြတ်နိုင်ပါသလားယနေ့ထိ ICJ တရားရုံးမှာရှိတဲ့စီရင်ဆုံးဖြတ်ချက်များသည်ဗလိုက်မှုရှိတယ်လက်စားမှုရှိတယ်ဆိုတဲ့ဆွဆွဲချက်တွေတစ်ခါမှမကြားဘူးပါဘူးအဲ့တော့အဓိကဒီလူမျိုးတုံးတပ်ဖြတ်မှုကိုဘယ်လိုပုံစံနဲ့အဓိပ္ပာယ်ဖွင့်ဆိုပလဲပုံမှာပဲမူတည်ပါတယ်ဘော့စီးနီးယားဖြစ်စဉ်မှာဘော့စီးနီးယားမှာရှိတဲ့ဘော့စီးနီးယားအစ္စလမ်လူမျိုးတွေအားလုံးမွတ်စလင်တွေအားလုံးကိုဘော့စီးနီးယားဆာဖ်ခရီးယန်တွေကတပ်ဖြတ်လိုက်တာမဟုတ်ပါဘူးသူတို့အဲ့ဒီလူမျိုးစုနှစ်စုဘော့စီးနီးယားအချင်းချင်းပဲဒီဆာဖ်နဲ့ဒီဘော့စီးနီးယားမွတ်စလင်နဲ့လူမျိုးတူချင်းပဲပြဿနာတက်တဲ့အခါမှာအဲ့ဒီဘော့စီးနီးယားမှာရှိတဲ့ဒီဘော့စီးနီးယားမွတ်စလင်အကုန်လုံးကိုတယောက်မကြံလူမျိုးတုံးတပ်ဖြတ်လိုက်တာမဟုတ်ပါဘူးအဲ့ဒီဒေသတစ်ခုမှာပဲเนาะဖြစ်စဉ်တစ်ခုမှာအဲ့ဒီဘော့စီးနီးယားမွတ်စလင်ယောက်ျားလေး9000ကိုကျန်တဲ့ကလေးတွေမိန်းမတွေနဲ့ခွဲထုတ်ပြီးတော့တီးသန့်ရွာပြင်မှာမြို့ပြင်မှာသွားတတ်လိုက်တာကိုလူမျိုးတုံးတပ်ဖြတ်မှုမြောက်တယ်ဆိုပြီးတော့အဲ့ဒီ ICJ တရားရုံးကဆုံးဖြတ်ချက်ချထားခဲ့တယ်ဆိုပြီးတော့ဂမ်ဘီယာရဲ့ဒီရှောက်လဲချက်ထဲမှာကိုးကားထားပါတယ်။ဒါကြောင့်ဒီမျိုးတုံးတပ်ဖြတ်မှုမြောက်မမြောက်ကိုပဲဆုံးဖြတ်မှာဖြစ်တဲ့အတွက်တရားရုံးကဘာမှဘက်လိုက်စရာအကြောင်းမရှိပါဘူး
နောက်တရားရုံးမှာခန့်ထားတဲ့တရားသူကြီးတွေကလည်းကမ္ဘာလုံးကတရားသူကြီးတွေနိုင်ငံကိုစားပြုတရားသူကြီးတွေပါတာဖြစ်တဲ့အတွက်မဲစနစ်နဲ့ပဲမဲခွဲမှာပါအဲ့တော့မဲစနစ်နဲ့မဲခွဲမှာဖြစ်တဲ့6မဲ3မဲ4မဲ3မဲဒါမျိုးတွေခွဲမှာဖြစ်တဲ့အတွက်ကျွန်တော်အမြင်ပြောရရင်တော့ဗတ်လိုက်မှုဖြစ်မှာမဟုတ်ဘူးသူတို့ရဲ့ယုံကြည်ချက်တွေတော့ရှိနိုင်တာပေါ့ရင်ဂျာကိစ္စကရင်ဂျာတွေအနိုင်ရတာမရတာအဲ့ဒါကတတ်ပါအဓိကကမင်းအောင်လှိုင်တို့အပြစ်ကျူးလွန်လားမကျူးလွန်လဲဆိုတာကိုတရားရုံးကနေဆုံးဖြတ်ပေးဖို့အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့မင်းအောင်လှိုင်တို့ဒီစစ်အုပ်စုကတနိုင်ငံလုံးကိုရဲရဲဆက်ဆက်ရိုဟင်ဂျာများကိုကျူးလွန်တဲ့ကဲ့သို့ပုံတူတချို့နေရာမှာရိုဟင်ဂျာများထက်တောင်ပိုဆိုးတဲ့ကျူးလွန်မှုတွေအများကြီးလုပ်ထားတယ်။ရိုဟင်ဂျာတွေကလည်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတယ်မြန်မာနိုင်ငံမှာရှိတဲ့ပြည်မကလူတွေတိုင်းရင်းသားတွေလည်းထိုင်းနိုင်ငံမလေးရှားနိုင်ငံကိုထွက်ပြေးရတာသန်းနဲ့ချီပါ။တကမ္ဘာလုံးလည်းထွက်ပြေးရတာအများများပါ။ဒါကြောင့်မင်းအောင်လှိုင်တို့ရဲ့ဒီကျွန်းလွန်နေတဲ့ဒီလူငင်းချမ်းသာခွင့်ရနေတာဘယ်သူမှအရေးမယူဘဲနဲ့လှုပ်ချင်တိုင်းလှုပ်ခွင့်ရနေတာကိုဟန်တားနိုင်ဖို့က ICJ တရားရုံးကဂမ်ဘီယာကိုအနိုင်ပေးမှမင်းအောင်လှိုင်တို့ဒီရာဇဝတ်သားဖြစ်တဲ့ကျူးလွန်နေတယ်ဆိုတာကိုဆုံးဖြတ်ပေးပြီးသားဖြစ်မှာဖြစ်တဲ့အတွက်အဲ့ဒါဒီကျွန်တော်တို့တော်လှန်ရေးအတွက်အလွန်အမတန်အားကောင်းစေသောအချက်တစ်ချက်ဖြစ်ပါတယ်ဒါကြောင့်ဂမ်ဘီယာနိုင်မှဖြစ်မယ်ဒါအရှိတရားပါအဲ့ဒီမိကုန်းကဘယ်သူမေးလဲမသိဘူး ICJ တရားရုံးဒီဂမ်ဘီယာနဲ့မြန်မာနိုင်ငံကရိုဟင်ဂျာကိုတိုင်းရင်းသားပေးတာတွေနိုင်ငံသားပေးတာတွေနာမည်ခေါ်တာတွေနဲ့ဘာမှမပတ်သက်ပါဘူးရိုဟင်ဂျာကိစ္စလည်းမဟုတ်ပါဘူးတချို့ရိုဟင်ဂျာတွေတော့အဲ့ဒါကိုမရှင်းဘူးဖြစ်နေတယ် ICJ တရားရုံးဒီရိုဟင်ဂျာကိုရိုဟင်ဂျာခေါ်ဖို့ရိုဟင်ဂျာကိုနိုင်ငံသားပေးဖို့ရိုဟင်ဂျာကိုနေမြေပေးဖို့အဲ့ဒါနဲ့ဘာမှမဆိုင်ဘူးမင်းအောင်လှိုင်တို့အုပ်စုကရိုဟင်ဂျာဆိုတဲ့လူမျိုးစုကိုလူမျိုးတုံးတပ်ဖြတ်ခြင်းရှိမရှိပဲတရားစွဲတာပြောချင်တာကအရှိတရားကိုပဲဆုံးဖြတ်မှာရိုဟင်ဂျာတွေကိုအထူးခွင့်ရေးပေးစရာဘာမှအကြောင်းမရှိဘူးအဲ့ဒါကိုရိုဟင်ဂျာတွေကိုယ်တိုင်ကလည်းရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ် ICJ တရားရုံးဒီမင်းအောင်လှိုင်တို့အပြစ်ကျူးလွန်ကြောင်းနဲ့လူမျိုးတုံးတပ်ဖြတ်ကြောင်းရိုဟင်ဂျာတွေနစ်နာကြောင်းကိုပဲပြောမှာအဲ့ဒီအတွက်ရိုဟင်ဂျာကိုရိုဟင်ဂျာခေါ်တာဖြစ်တဲ့အတွက်ရိုဟင်ဂျာကိုတရားဝင်အသိမှတ်ပြုခြင်းရိုဟင်ဂျာကိုနိုင်ငံသားပေးခြင်းရိုဟင်ဂျာကိုတိုင်းရင်းသားခွင့်ရေးပေးခြင်းနယ်မြေပေးခြင်းနဲ့ဘာမှမဆိုင်ဘူးအဲ့ဒီကိစ္စကို ICJ ကလည်းဆုံးဖြတ်လို့မရဘူး ICC ကလည်းဆုံးဖြတ်လို့မရဘူးအမေရိကန်ကလည်းဆုံးဖြတ်လို့မရဘူးအဲ့ဒီရိုဟင်ဂျာကိုရိုဟင်ဂျာလို့ခေါ်ခြင်းရိုဟင်ဂျာတွေနိုင်ငံသားဖြစ်ခြင်းရိုဟင်ဂျာတွေနယ်မြေရရှိခြင်းရိုဟင်ဂျာတွေလွတ်မြောက်ခြင်းနိုင်ငံတူထောင်လိုခြင်းပြည်နယ်ရလိုခြင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုခြင်းများအားလုံးဒီမြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲကနေဖြစ်ပေါ်လာမယ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာမယ်လွှတ်တော်ဖြစ်ပေါ်လာမယ်တရားစီရင်စနစ်များဥပဒေများအရာပဲဖြစ်လို့ရမှာနိုင်ငံတကာနိုင်ငံမှာဘာဥပဒေမှမရှိပဲပြောချင်တာပြောလို့မရဘူးပြောချင်တာနိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုရင်လေသူ့အတူ automatic ဖြစ်မှာအဲ့ဒါဒီ ICJ တရားရုံးကဆုံးဖြတ်ပေးပိုင်ခွင့်မရှိဘူးအငင်းပွားမှုများကိုလုပ်ပေးခွင့်မရှိဘူးဒါကြောင့်လေဂမ်ဘီယာနိုင်ငံကအဲ့ဒီကိစ္စကိုတရားစွဲတာမဟုတ်ဘူးခင်ဗျာဂမ်ဘီယာနိုင်ငံကဒီကုလသမဂ္ဂကအကာအကွယ်ပေးတဲ့ဒီလူအုပ်စုတစုကိုမြန်မာနိုင်ငံမှာရှိတဲ့အာဏာရှင်တွေကနော်ဒီလူမျိုးတုံးတပ်ဖြတ်ပြီးမောင်းထုတ်လိုက်တယ်ဆိုတဲ့အချက်ကိုပဲတရားစွဲထားတာဒါကြောင့်ဒီတိုင်းရင်းသားတွေမတိုင်းရင်းသားတွေအဲ့ဒါနဲ့ဘာမှမဆိုင်ဘူးခင်ဗျာအဲ့ဒါတွေကကိုဖြစ်ချင်တာနဲ့သူများကိုမပေးချင်တာနဲ့ဝါဒဖြတ်ချင်တာနဲ့ရှောက်ပြောနေကြတာအဲ့ဒီအကြောင်းအရာတခုမှမပါဘူးအဲ့ဒါအားလုံးဒီမြန်မာနိုင်ငံမှာမင်းအောင်လှိုင်အာဏာရှင်စနစ်မရှိတော့တဲ့အချိန်မင်းအောင်လှိုင်ရှိနေသေးဒီအဲ့ဒီကိစ္စဒီရိုဟင်ဂျာဘယ်တော့မှမလွတ်မြောက်ဘူးရိုဟင်ဂျာဘာတိုင်းရင်းသားမှလည်းရဖို့မရှိဘူးမင်းအောင်လှိုင်ရှိနေသေးရိုဟင်ဂျာကိုလည်းမင်းအောင်လှိုင်တို့အသိမှတ်ပြုမှလည်းမဟုတ်ဘူးမင်းအောင်လှိုင်ရှိနေသေးအဲ့ဒီရိုဟင်ဂျာတွေဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြန်လာရမှလည်းမဟုတ်ဘူးမင်းအောင်လှိုင်ရှိနေသေးရိုဟင်ဂျာတွေသူ့နယ်မြေလည်းရစရာမရှိဘူးဘာအခွင့်အရေးမှလည်းရစရာမရှိဘူးအဲ့တော့ရိုဟင်ဂျာတွေအားလုံးအဲ့ဒီအခွင့်အရေးရဖို့ဆိုရင်မင်းအောင်လှိုင်စစ်တပ်အရင်ပြုတ်ကြရမယ်ပြီးတော့မြန်မာနိုင်ငံမှာ Federal Democracy စနစ်ပေါ်ပေါက်မှသာလျှင်အဲ့ဒီမှာပေါ်ပေါက်လာမယ့်နိုင်ငံရေးသမားများခဏတော့လွှတ်တော်များဖွဲ့စည်းပုံအခြေခံဥပဒေပြည်တွင်းဥပဒေများနိုင်ငံသားဥပဒေများတော့သူတို့ရဲ့ရပိုင်ခွင့်ဒန်းတူအခွင့်အရေးတရားစီရင်စနစ်တရားစွဲပိုင်ခွင့်
အဲ့ဒါတွေအားလုံးကမှဒီကိစ္စကိုဖြေရှင်းလို့ရမှာပြောချင်တာကနိုင်ငံရေးနည်းနဲ့သွားမှရမှာအဲ့ဒါကိုအတင်းကျပ် PRPB အဲ့ဒီရင်ဂျာများအနေနဲ့နိုင်ငံတကာကိုအားကိုးခြင်း ICC ကိုအားကိုးခြင်းအမေရိကန်ကိုအားကိုးခြင်းတခုမှလုပ်လို့မရဘူးဘယ်တော့မှမဖြစ်နိုင်ဘူးဒီနေ့အမေရိကန်ကိုပဲကြည့်သူအမေရိကန်နိုင်ငံမှာတော့သူအမေရိကန်နိုင်ငံပြည်တွင်းဥပဒေနဲ့သူ့ရဲ့သမ္မတခေါင်းဆောင်တယောက်ရဲ့စိတ်နေစိတ်ဓာတ်ပြောင်းဝင်ဘယ်လောက်ဒီကောက်ပေါက်ကမှဖြစ်နေလဲပြည်တွင်းကလုပ်လို့ရတာပြည်တွင်းမှာပဲပြောင်းလဲလို့ရတာတစ်ချိန်ကအမေရိကန်နိုင်ငံမှာအဲ့ဒီရိုဟင်ဂျာတွေကိုယ်တိုင်လည်းခံစားနေရတဲ့အခွင့်အရေးတွေအားလုံးဒီယနေ့ပြောင်းပြန်ဖြစ်ကုန်ပြီ။ဘာကြောင့်လဲခေါင်းဆောင်ပြောင်းသွားလို့ပြည်တွင်းဥပဒေပြောင်းသွားလို့ဒါဒီနိုင်ငံတကာနဲ့ဘာမှမဆိုင်ဘူး။အခုက ICJ ကိစ္စကနိုင်ငံချင်းအငင်းပွားတာနိုင်ငံချင်းအငင်းပွားတော့ဆိုတာမြန်မာနိုင်ငံကရိုဟင်ဂျာလူနည်းစုအုပ်စုတစုကိုမတရားလုပ်နေတာကိုတခြားနိုင်ငံကကြည့်လို့မရလို့မခံစားနိုင်လို့ဝင်ပြီးတော့တားပေးဖို့တရားရုံးကိုတရားစွဲတာအဲ့တော့မဆိုင်တာတွေအားလုံးကိုဂလိုင်းခောက်ပြီးတော့နှစ်ဖက်လုံးရိုဟင်ဂျာတွေကကိုစစ်အာဏာရှင်ကဝါဒဖြန့်တဲ့လူတွေကကိုမဆိုင်တာတွေရှောက်ပြောနေကြတာရိုဟင်ဂျာနာမည်ရှိခြင်းမရှိခြင်းရိုဟင်ဂျာကိုအသိမှတ်ပြုခြင်းမပြုခြင်းရိုဟင်ဂျာတိုင်းသားဖြစ်ခြင်းမဖြစ်ခြင်းအဲ့ဒါနဲ့ဒီတရားရုံးနဲ့ဘာမှမဆိုင်ပါဘူးခင်ဗျရိုဟင်ဂျာတွေရာဇဝမှုဖြစ်ခဲ့တယ်လူမျိုးတုံးတပ်ဖြတ်မှုဖြစ်ခဲ့တယ်ဆိုတဲ့ justice ကိုပဲတရားစွဲတာပါအာဆာဆိုတာလေအခုအများပြောနေတဲ့အတိုင်းပဲအခုဒီရခိုင်နဲ့ရေးခဲမှာအာဆာဒီစစ်တပ်ကဖန်တီးထားတဲ့အဖွဲ့အစည်းဖြစ်တယ်အာဆာဒီစစ်တပ်ကကြောပေါက်နောက်ခံပေးထားသောပြူစောတိအဖွဲ့တစ်ဖွဲ့ဖြစ်တယ်အဲ့ဒီထဲမှာမှဒီငကိုမူရင်းရှိရင်ဆိုအာဆာနဲ့ဒီစစ်တပ်ကထောက်လှမ်းရေးတွေပူးပေါင်းတဲ့အာဆာနဲ့ပေါင်းပြီးရှုပ်ကုန်တာပြောချင်တာကယနေ့ဖြစ်ပေါ်နေတဲ့အာဆာဟာဒီနေ့ရခိုင်မှာဖြစ်နေတဲ့ AA နဲ့ဖြစ်နေတဲ့ပြဿနာများအရာစစ်တပ်ကမွေးထားတဲ့လူတွေဖြစ်တယ်ဒီနေ့ AA နဲ့တိုက်တဲ့အချိန်မှာလည်းအဲ့ဒီရိုဟင်ဂျာအာဆာအဖွဲ့ကလူတွေကိုအတင်းကျပ်တနက်ဆွဲကင်ခိုင်းပြီးတော့ AA နဲ့တိုက်ခိုင်းနေတယ်ဒီအချက်လက်များအရာအာဆာဆိုတာကစစ်တပ်ကဖန်တီးထားသောစစ်တပ်ကထောက်လှမ်းရေးကဖန်တီးထားသောအဖွဲ့နဲ့ငကူမူရင်းအာဆာအဖွဲ့နဲ့ပေါင်းလိုက်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ဒါကြောင့်အာဆာရဲ့ကိစ္စဟာမရှင်းလင်းပါဘူးကျွန်တော်ကတော့အဲ့ဒီအဖွဲ့ဒီစစ်တပ်ကကြောတော့နောက်ခံပေးထားသောပြူစောတိအဖွဲ့တစ်ဖွဲ့လို့ပဲယုံကြည်တယ်သို့တော့အာဆာတကယ်ရှိခဲ့ရင်လေစစ်တပ်ကအဲ့ဒါကိုမွေးထားတာပေါ့ပြောချင်တာဒီလိုပဲပြောရလိမ့်မယ်အမှန်ကဒီစကိုင်းမှာဘုံကျဲတဲ့ကိစ္စလဲတက်တည်တည်ချင်းတင်လို့ရပါတယ်ဒါပေမဲ့ဂမ်ဘီယာကတော့သူကလူမျိုးတုံးဖြတ်မှုကိုပြောတာဖြစ်တယ်မဆိုင်တာမတင်တာလည်းရှိတယ်ကျွန်တော်ထင်တယ်စကိုင်းမှာဘုံကျဲတာတို့ကရင်နီမှာလှုပ်သွားတာတို့တကဘာလုံးမှာတနိုင်ငံလုံးမှာဖြစ်နေတာအားလုံးကိုသူ့ကို ICC တရားရုံးကိုတရားစွဲမယ်အာဂျင်တီးနားမှာတော့၎င်းအခုဒီကိစ္စပြီးလို့ဂမ်ဘီယာနိုင်သွားပြီးရင် ICC မှာမင်းအောင်လှိုင်တို့ရာဇဝတ်ကောင်တွေကိုတရားစွဲတဲ့အခါမှာတော့၎င်းကျွန်တော်တို့အသက်တွေအချက်လက်နဲ့တင်လို့ရပါတယ်ဒါကြောင့်အကုန်လုံးမှတ်ထားရမှာပါရင်ဂျာအမှုနဲ့အတူတိုင်းသားနေမြေတွေမှာတက်ဖြတ်နေတာနဲ့ပတ်သက်ပြီးထပ်ပြီးတော့တရားစွဲခြင်းဆွဲလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပေါ့ ICJ မှာတရားစွဲဖို့ဆိုတော့ဒေါ်လာတန်းရာနဲ့ချီပတ်စံကုန်တယ်ကျွန်တော်တို့ဒေါ်လာရေးအဖွဲ့မှာအဲ့လောက်ပတ်စံမပေါ်ဘူးခင်ဗျာအဲ့ဒီပတ်စံလည်းမသုံးနိုင်ဘူးခင်ဗျာအဲ့ဒီပတ်စံဒေါ်လာတန်း100ကျွန်တော်မှရှိရင်ကျွန်တော်တို့ကအခုမင်းအောင်လိုက်အနိုင်တိုက်ပလိုက်မှာဒါကြောင့်ကျွန်တော်တို့က ICJ ကိုကျွန်တော်တို့ကလက်လန်းမမီဘူးခင်ဗျာဒါကြောင့်အားလည်းမကိုဘူးဒါကအနောက်နိုင်ငံများဒီမိုကရေစီနိုင်ငံများကဒီဂမ်ဘီယာနိုင်ငံတွေပတ်စံတွေထုတ်ပေးထားတာအထူးသဖြင့်ကျွန်တော်သိသလောက်ကနေဒါနိုင်ငံကဒေါ်လာတန်း100ထုတ်ပေးထားတာအဲ့လောက်ပတ်စံကျွန်တော်တို့မှမပေါ်ဘူးခင်ဗျာအဲ့တော့ကျွန်တော်တို့ဒေါ်လာရေးတပ်ဖွဲ့တွေက ICJ မှာအဆင့်လို့တရားစွဲဖို့တဲ့အဲ့လောက်ပတ်စံအမြောက်များကျွန်တော်တို့မသုံးနိုင်ဘူးဖြစ်တဲ့အတွက်မဖြစ်နိုင်ဘူးကျွန်တော်တို့လုံနိုင်တာကပြည်တွင်းမှာမင်းအောင်လှိုင်ကိုအမြန်ပြုတ်ကြအောင်တိုက်ဝိုင်းတိုက်မင်းအောင်လှိုင်ပြုတ်ကြမှာပြည်တွင်းတရားရုံးတွေမှာကိုပတ်စံနဲ့ကိုလုံဖို့တာပို့ဖြစ်နိုင်တယ်အဲ့ဒါကပို့ပြီးတော့နှိစက်တယ်ခင်ဗျာဂျူရူဆိုင်မြောက်ချင်းမမြောက်ချင်းကကျွန်တော်အမြင်ထက်ဒီ ICJ မှာရှိတဲ့တရားသူကြီးတွေအမြင်လိုပါတယ်နော်ဂျီနိုဆိုက်ရဲ့အတိတ်ပဲဖွဲ့ဆိုချက်ကကျွန်တော်ထက်ဆိုင်ဥပဒေနားလည်တဲ့လူတွေနဲ့ဥပဒေနားလည်တဲ့လူတွေဆိုင်တရားရုံးကပို့ပြီးဆုံးဖြတ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်အမြင်ရေးမကြည့်ပါဘူးတတ်တော်မှန်တယ်လို့သူဝန်ခံထားပါတယ်ဂျီနိုဆိုက်မြောက်မမြောက်ကိုပဲသူကအငင်းပွားမှာအဲ့ဒါတော့အမှန်ပါ